တိုက်ဆိုင်ပဲငှက်ငယ်လေးတစ်ကောင်ကကြောက်နေရန်ကိုမတော်တဆနှုတ်တီးနဲ့လှမ်းပေါက်မိလိုက်ရာကနေအဲ့ဒီအတန်ရဲ့ပဲတင်တန်ဟာတောင်ကဘာကြီးရဲ့အနက်ဆိုင်ဆုံးနေရာထိရိုက်ခတ်သွားခဲ့ပါတယ်အဲ့ဒီအတန်ဟာတကယ်တော့တောင်အောက်မှာနှစ်ပေါင်း1000ကျော်ကြာအိမ်မောကျနေခဲ့တဲ့ငကားကြီးတစ်ကောင်ကိုနိုးထားသွားစေခဲ့တာပေါ့ငကားကြီးဟာအတန်ကိုကြားလိုက်ရတဲ့အချိန်မှာတယောက်ယောက်ငါးရဲ့ယတနာတွေကိုလာလူနေပြီလို့ထင်ပြီးနေရာတင်ဝန်းကနေနိုးလာခဲ့တာပါလွန်ခဲ့တဲ့ရှေးပဝေသနီတုန်းကတော့ဒီနယ်မြေဟာလူပူလေးတွေပိုင်ဆိုင်ခဲ့တဲ့နယ်မြေဖြစ်ပါတယ်လူပူလေးတွေဟာအလွန်စမ်းကြယ်ပြီးပါရမီပါတဲ့ရွှေရည်ကျူတာနဲ့လက်နက်ကရိယာပုံသွင်းတဲ့ပညာရက်တွေကိုအသုံးပြုပြီးဒီနေရာမှာပဲအင်အားကြီးမားတဲ့ဘရင်နိုင်ငံတော်ကြီးတစ်ခုကိုတည်ထောင်ခဲ့ကြတာပေါ့နန်းတော်ရဲ့အနက်ဆိုင်ဆုံးနေရာတွေမှာတော့ရွှေရိုင်းတွေနဲ့ကြောက်တံပဒများတွေဟာမကုန်ခန်းနိုင်အောင်ညီညွတ်နှံထားလျက်ရှိပါတယ်လူပူလေးတွေဟာနေရောညပါရွှေတွေကိုတူးဖော်ကြပြီးအလွန်လက်ရမြောက်လာတဲ့ယတနာအမှုပညာပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုဖန်တီးခဲ့ကြတာပေါ့ဒါပေမဲ့သူတို့ရဲ့ဘရင်တော်ကတော့ဒီလောက်နဲ့အားမရနိုင်သေးပါဘူးသူဟာအထီးကျန်တောင်တန်းထဲမှာမြုပ်နှံထားသမျှယတနာအားလုံးကိုအကုန်စင်ပိုင်ဆိုင်ခြင်းနေခဲ့တာပါပြီးတော့တနေ့မှာတော့ရွှေတွင်းတူးသမားတစ်ယောက်ဟာကြောက်တုံးထဲမှာဆူရှာတောက်ပတ်လုံးနဲ့အလင်းရောင်တစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒါကတော့ဒန္နာရီလာတောင်တန်းကြီးရဲ့နှလုံးသားလို့တင်စားကြတဲ့ကြောက်မြတ်ယတနာကြီးဖြစ်ပြီးရင်းကိုအပြင်ကိုဆွဲထုတ်နိုင်ခဲ့တာပေါ့ဘရင်တော်ဟာအဲ့ဒီကြောက်မြတ်ယတနာကိုအာကင်စတုန်းလို့နာမည်ပေးလိုက်ပြီးသူ့ရဲ့ရာဇပလင်ပေါ်မှာကွက်တီတက်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးအဲ့ဒီကြောက်မြတ်ဟာအာနာနဲ့ချမ်းသာကြွယ်ဝမှုရဲ့ပြရုပ်ဖြစ်လာခဲ့တာပေါ့ဒီသတင်းဟာမြစ်တဲ့အကဘာတစ်ခုလုံးကိုအလင်းအမြန်ပြန့်နှံ့သွားခဲ့ပြီးElf နတ်နွယ်ဖွားဘရင်ကိုယ်တိုင်တောင်ဆွဲဆောင်ခြင်းခံလိုက်ရပါတယ်သူဟာအဲ့ဒီကြောက်မြတ်ယတနာကိုသူ့မျက်စိနဲ့တက်အပ်မြင်တွေ့ချင်ခဲ့တာပေါ့ဒါပေမဲ့ဘရင်တော်ကတော့လောဘဇောတွေတက်နေခဲ့ပါပြီလူပူလေးတွေဟာ Elf တွေနဲ့ကတိပေးထားတဲ့ရွှေတွေကိုပေးဖို့ညှင်းဆန်ခဲ့ရုံနဲ့မကပဲ F ဘရင်ရတဲ့ရထိုက်တဲ့စိတ်ဆွဲကြိုးကိုပါတိမ့်ပိုက်ထားလိုက်ကြပါတယ်အဲ့ဒီအချိန်ကစပြီးလူမျိုးစုနှစ်စုကြားနှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာအဆအဆုံးပျက်စီးသွားခဲ့ရပါတော့တယ်တစ်ချိန်တည်းမှာပဲလူပူလေးတွေစီကိုကန်ဆိုးမိုးမောင်ကြမှုကြီးကဆက်ရောက်လို့လာခဲ့ပါတယ်တောင်လိုပုံနေတဲ့ရွှေတွေနဲ့ကြောက်တံပဒများတွေရဲ့အရှိန်အဝါဟာတကယ်တာရဲတရိတ်ဆန်ကြီးတစ်ကောင်ကိုဆွဲခေါ်လာခဲ့တာပေါ့အဲ့ဒါကတော့ရွှေကိုအလွန်မတ်မောတဲ့ငကားဆိုးကြီးစမောက်ပဲဖြစ်ပါတယ်သူဟာအထီးကျန်တောင်တန်းစီကိုဒေါသတကြီးချီတက်လာခဲ့တာပေါ့ငကားဆိုးကြီးရဲ့အသက်ရှူလိုက်တိုင်းထွက်လာတဲ့မီးရှံတွေကိုဘယ်သူမှမရှင်းပြနိုင်ခဲ့ကြပါဘူးငကားမဲတွေကိုအမဲလိုက်တဲ့နေရာမှာတုံးတဲ့နာမည်ကြီးများနဲ့ကြီးတွေတောင်မှသူ့ရဲ့အရေးခွန်မာတွေကိုမဖောက်ထွင်းနိုင်ခဲ့ပါဘူးဗျာမကြခင်မှာပဲစမောက်ဟာနန်းတော်တကားကြီးကိုရိုက်ချိုးပြီးအထဲကိုဝင်လာခဲ့ပါတယ်စစ်တီတော်တွေဟာတယောက်ပြီးတယောက်လဲကျတည်ဆုံးကုန်ကြတာပေါ့ဘရင်တော်လည်းမိမိနိုင်ငံတော်ကြီးပျက်စီးတော့မယ်ဆိုတာသိလိုက်ရတဲ့အတွက်ရာဇပလင်ဘောကအာကင်စတုန်းကြောင့်မြတ်ယတနာကိုပြပြတလဲပြေးခွာယူပါတယ်ဒါပေမဲ့စမောက်ကတော့ယတနာတိုက်ထဲကိုအတင်းဝင်ရောက်လာခဲ့ပါပြီတောင်လိုပုံနေတဲ့ရွှေပင်လယ်ကြီးဟာကမောက်ကမဖြစ်သွားခဲ့ရတာပေါ့ဘရင်တော်လည်းခြေချော်ပြီးကျမ်းပြင်ပေါ်ကိုအရှိန်နဲ့လဲကျသွားခဲ့ပါတယ်အဲ့ဒီခဏလေးတွင်းမှာပဲအာကင်စတုန်းကြောင့်မြတ်ဟာသူ့လက်ထဲကနေလွင့်စင်ပြုတ်ကျသွားခဲ့တာပေါ့လိမ့်ဆင်းသွားတဲ့ရွှေပြားတွေကြားထဲမှာကြောင့်မြတ်ကြီးဟာအဆအဆုံးနှိမ့်မြုပ်ပြောက်ွယ်သွားခဲ့ရပါတယ်ဘရင်တော်ဟာအောက်ကိုတွားသွားပြီးပြန်လူဖို့ကြိုးစားပေမဲ့မြေဖြစ်သူတိုရင်ကသူ့ကိုအတင်းအဓမ္မဆွဲခေါ်ပြီးထွက်ပြေးခဲ့ရရှာပါတယ်လူပူလေးတွေဟာမြို့ပြင်ကိုတီတီလေးအသက်လူထွက်ပြေးခဲ့ကြရပါတယ်သူတို့လမ်းမှာအဲလိုစစ်တပ်နဲ့ကွက်တီသွားတိုးတာပေါ့တိုရင်ကတော့ယူမတက်အော်ဟစ်ပြီးကူညီကြပါဦးလို့အတနာခံတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ F ဘရင်ကတော့သူတို့ဖြစ်ကိုမြင်းပေါ်ကနေအေးဆက်ဆက်မျက်လုံးတွေနဲ့ပဲစိုက်ကြည့်ပြီးဘာကူညီမှမပေးပဲလှည့်ထွက်သွားခဲ့ပါတော့တယ်အင်ဂျင်မဲ့သွားတဲ့လူပူလေးတွေဟာလမ်းဘေးမှာပဲလှည့်လည်သွားလာနေခဲ့ရရှာပါတယ်ဘရင်တော်ဟာသူ့ရဲ့လူမျိုးစုတွေကိုဥဆောင်ပြီးလူပူလေးတွေရဲ့မူလမွေးရဲ့မြေဟောင်းစီကိုပြန်ဖို့ဆုံးဖြတ်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့အဲ့ဒီကကြောင်မီသွေးတွင်းတွေကိုရိုင်းဆိုင်ကြမ်းကျုပ်တဲ့အော့တရဲတစီတွေကတိမ့်ပိုက်ထားတာကိုတွေ့လိုက်ရပါတယ်နေရာမှာတင်ပြင်းထန်တဲ့တိုက်ပွဲကြီးဝန်းကနေပောက်ကွဲသွားခဲ့တာပေါ့အားအင်ကုန်ခန်းနေတဲ့လူပူလေးတွေဟာအော့တွေရဲ့တိုက်ခိုက်မှုကိုမခံနိုင်ခဲ့ကြပါဘူးမကြခင်မှာပဲဘရင်တော်ဟာအော့ကောင်းဆောင်ရဲ့လက်ချက်နဲ့ခေါင်းဖြတ်ခံလိုက်ရရှာပါတယ်စစ်တပ်တစ်ခုလုံးလည်းအမိတ်ပေးမဲ့သူမရှိတော့ပဲစစ်ကွက်တွေအဆအဆုံးပျက်စီးကုန်တာပေါ့အဲ့ဒီလိုအသက်လူရမဲ့အရေးကြီးတဲ့အချိန်မှာပဲတော်ရဲ့မြေဖြစ်သူတိုရင်ဟာရှေ့ကိုရဲရဲဝံ့ဝံ့ချီတက်လာခဲ့ပါတယ်သူဟာအော့တွေရဲ့ဘရင်ကြီးအာဆော့ဖ်နဲ့တယောက်ချင်းစီထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်အင်အားချင်းဘလောက်ပဲကွာခြားပါစေတိုရင်ကတော့တလန်းမှနောက်မဆုတ်ခဲ့ပါဘူးတိုက်ပွဲအတွင်းမှာတိုရင်ဟာကျမ်းပြင်ပေါ်ကဝက်တစ်ချပင်တုံးကြီးကိုဒိုင်းဖြေကောက်ကင်ပြီးအာဆော့ဖ်ရဲ့ပြင်းထန်တဲ့ရိုက်ချက်တွေကိုအားရပါရခုခံခဲ့တာပေါ့အဲ့ဒီနောက်သူခွင့်ရေးကိုစောင့်ပြီးဝုန်းကနေဓာတ်နဲ့တစ်ချက်ထဲပိုင်းချလိုက်ရအာဆော့ဖ်ရဲ့လက်မောင်းတစ်ဖက်ကိုအပြက်ဖြတ်ပစ်လိုက်နိုင်ခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကတော့လူပူလေးတိုင်းရဲ့ရင်ထဲကသွေးတွေကိုစုကွက်သွားစေခဲ့တာပေါ့သူတို့တွေစစ်အင်အားပြန်စုပြီးအော့တွေကိုအနောက်ကိုအပြက်တက်ပြန်လဲမောင်းထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတိုရင်ရဲ့နာမည်ဟာကဘာကျော်သွားခဲ့ပြီးလူတွေကသူ့ကိုဘရင်အစ်စ်လို့ဝိုင်းပြီးခေါ်ကြပါတော့တယ်ဒါပေမဲ့တစ်ချိန်ကအင်အားကြီးမားခဲ့တဲ့လူပူစစ်တပ်ကြီးထဲမှာတော့အခုဆိုရင်အသက်ရှင်ကျန်ရစ်သူ73ယောက်ပဲရှိပါတော့တယ်သူတို့ဟာဘဝကိုအောက်ခြေသိမ်းအလုပ်တွေလုပ်ကိုင်ရင်းပြင်ပန်းစင်းရဲစွာနဲ့ဖြတ်တန်းခဲ့ကြရတာပေါ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မော်ဆီယာကြီးဂန်နဖ်ဟာတိုရင်စီကိုရောက်လာခဲ့ပါတယ်သူကတိုရင်ကိုနေရာအနှံ့ပြန့်နှံ့နေတဲ့လူပူမျိုးနွယ်စုတွေကိုပြန်စုစည်းစစ်တပ်ပြန်ထောင်ပြီးငကားဆိုးစမောက်ကိုအပြက်ရှင်းကအထီးကျန်တောင်တန်းကြီးကိုပြန်သိမ်းပိုက်ဖို့လာပြီးတိုက်တွန်းတာပေါ်တိုရင်ကိုယ်တိုင်လည်းဘိုးဘေးတွေရဲ့ဆန္ဒကိုဖြည့်ဆည်းချင်နေတာပါဒါပေမဲ့ပြဿနာကစမောက်ကတောင်ကြီးကိုစိုးမိုးထားပြီးအာကင်စတုန်းကြောင့်မြက်ကလည်းအထဲမှာပိတ်မိနေတာပါတခြားလူပူမျိုးနွယ်စုတွေကလည်းတိုရင်ရဲ့အုပ်ချုပ်ပိုင်ခွင့်ကိုတန်တရားရှိနေကြတာကြောင့်အာကင်စတုန်းမရှိဘဲနဲ့တော့သူ့အမိန့်ကိုနာခံကြမှာမဟုတ်ပါဘူးဂန်နဖ်လည်းဒါကိုအသေးချာသိတာပေါ့လူပူလေးတယောက်ယောက်သာတောင်နာကိုကတ်သွားရင်စမောက်ကသူတို့ရဲ့အနံ့ကိုချက်ချင်းရသွားမှာပါဒါကြောင့်သူတို့ဟာကိုလုံးတင်းငယ်ပြီးခြေပြားထောက်သွားတတ်တဲ့ဟော့ဘေးကောင်လေးတယောက်ကိုတုံးပြီးတောင်ထဲကိုခိုးဝင်ကအာကင်စတုန်းကိုခိုးထုတ်ဖို့စီစဉ်လိုက်ပါတော့တယ်ဂန်နဖ်ဟာရှာယာရွာလေးကိုတွားပြီး
Vivo Baggins ဆိုတဲ့ Hobbit ကောင်လေးကိုရှာကဒီစွန်စားခန်းအစီအစဉ်ကြီးကိုချပြပါတော့တယ်သူကတောင်တန်းကြီးရဲ့တကားမကြီးကိုစမောက်ကဖျက်ဆီးပစ်လိုက်ပြီးဖြစ်ပေမဲ့တူရင်ရဲ့ဖခင်ဖြစ်သူခြံထားခဲ့တဲ့လွတ်ဝက်တကားတစ်ခုရှိသေးတယ်ငါစီမှာအဲ့ဒီတကားရဲ့မြေပုံနဲ့တော့ရှိတယ်ဆိုပြီးလွတ်ဝက်လမ်းကြောင်းကိုဖွင့်နိုင်မဲ့အကြောင်းပြောပြတာပေါ့ Vivo ကတော့ဒီလိုအသက်အန္တရာယ်များတဲ့အစီအစဉ်ကိုနည်းနည်းလေးမှစိတ်မဝင်စားပါဘူးဒါပေမဲ့ Ganaf ကမင်းသာလိုက်ခဲ့ရင်ရလာမဲ့ရနာရီတွေကဝေစုတချို့ကိုရမယ်လို့ဆွဲဆောင်လိုက်ပါတယ် Vivo လည်းဝေစုအကြောင်းကြားတော့စိတ်လှုပ်ရှားသွားပြီမဲ့ကြောက်စိတ်ကရှိနေသေးတာကြောင့်ချက်ချင်းသဘောမတူရဲခဲ့ပါဘူးနောက်တနေ့မနက်အစောကြီးမှာတော့လူကူလေးတွေအဖွဲ့ဟာအိမ်ကနေထွက်ခွာသွားခဲ့ပါပြီ Vivo တယောက်တည်း၆ကပ်နေတဲ့အင်ကြီးထဲမှာကြံခဲ့တာပေါ့ဒါပေမဲ့သူစဉ်းစားလေစိတ်ထဲမှာမလိုက်ရရင်မနေနိုင်တော့အောင်ဖြစ်လာလေပါပဲနောက်ဆုံးမှာတော့သူဟာသဘောတူညီချက်စာချုပ်ကိုကောက်ကင်ပြီးလူကူလေးတွေအဖွဲ့နောက်ကိုအပြေးလွှားလိုက်ပါတော့တယ်သူဟာလက်မှတ်ထိုးထားတဲ့စာချုပ်ကိုလူကူလေးတွေလက်ထဲအပ်လိုက်တဲ့အခိုက်အတန့်မှာပဲသူတို့ရဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလာတဲ့ကဘာကျော်စွန်စားခန်းကြီးဟာတရားဝင်စတင်လို့တွားခဲ့ပါတော့တယ်ဗျာ